ကောပန်ကိုကြည့်ကြည့်အောင်ကောပန်ကဒီပုံတွေကိုကြည့်ပြီးဖြေရမှာဖြစ်ပါတယ်ပုံတွေထဲမှာဘာတွေပါလဲဆိုတော့သူကနာမည်ပါမယ်ဒါကတော့ကုမ္ပဏီရဲ့နာမည်ဒါကတော့အလုပ်အကိုင်ပေါ့あの方はどなたですかတဲ့ဟိုလူကဟိုပုဂ္ဂိုလ်ကဘယ်သူလဲတဲ့အဲ့တော့ဂဘူတာဆန်ဒက်စ် IMC の社員です IMC ရဲ့ဝန်ထမ်းဖြစ်ပါတယ်1番イーセンあの人はどなたですかイーセンです AKC の研究者です AKC ရဲ့研究者ဆိုတော့သူတည်တနာပညာရှင်ဖြစ်ပါတယ်2番ဝန်ဆန်ですဝန်ဆန်ဖြစ်ပါတယ်ယူဘဲပြောအင်းの医者ですယူဘင်ပြောအင်းရဲ့ဆရာဝန်ဖြစ်ပါတယ်3番カリナさんです富士大学の学生です富士တက္ကသိုလ်ရဲ့ကျောင်းသားဖြစ်ပါတယ်4番サンドスさんですブラジルエアの社員ですブラジルエアရဲ့ဝန်ထမ်းဖြစ်ပါတယ်ဒီပုတ်တိုင်းမှာအနုခတဝါဒိုနာဒက်စကာဆိုပြီးထည့်ရပါမယ်ရခုပန်ကိုကြည့်အောင်ရခုပန်နဲ့နနပန်ကဒီပုံကြည့်ပြီးဖြေရမှာပါပုံထဲမှာကနာမည်ရဲ့အသက်ရဲ့လူမျိုးရဲ့အလုပ်အကင်ရဲ့ပါပါတယ်ပုံကအပေါ်အောက်ဆိုပြီးတော့အပေါ်အောက်သွားပါတယ်ဒီမှာဆိုရင်မီရာဆန်ရဲ့ခိုင်းရှာအင်းရဲ့ဂူဘူတာဆန်ရဲ့ပြီးထားတယ်မီရာဆန်ကခိုင်းရှာအင်းဒက်မီရာဆန်ကကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်ဂူဘူတာဆန်ကိုခိုင်းရှာအင်းဒက်ကဂူဘူတာဆန်လည်းကုမ္ပဏီဝန်ထမ်းပဲလာတယ်ဒီမှာဆိုတော့ rate ပုံပါမီရာဆန်နဲ့ဂူဘူတာဆန်ရဲ့အလုပ်ကိုင်ကတူလားတူတယ်နော်ခိုင်းရှာရင်ချင်းတူတယ်ဆိုတော့သူကဒီမှာရေးထားတယ် hi ဂူဘူတာဆန်ခိုင်းရှာရင် desk ဂူဘူတာဆန်လည်းခိုင်းရှာကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ် rate new ကြည့်အောင်မီရာဆန်ရဲ့အမေရိကချင်းရဲ့ဂူဘူတာဆန်ရဲ့မီရာဆန်ကအမေရိကချင်း desk တဲ့ဂူဘူတာဆန်ကအမေရိကချင်း desk ကတဲ့မီရာဆန်ကအမေရိကန်လူမျိုးဖြစ်ပါတယ်တဲ့ဂူဘူတာဆန်လည်းအမေရိကန်လူမျိုးပဲလာတယ်ဆိုတော့ဂူဘူတာဆန်ကအမေရိကန်လူမျိုးမဟုတ်ဘူးเนาะသူကအင်ဒိုလူမျိုးဆိုတော့သူကအင်ဒိုဆိုအိန္ဒိယလူမျိုးဖြစ်တဲ့အတွက်ဒီမှာဆိုရင် E ရဲ့ဂူဘူတာဆန်ကအမေရိကချင်းကြအရီမာဆက်ဂူဘူတာဆန်ကအမေရိကန်လူမျိုးမဟုတ်ပါဘူး一番をကြည့်အောင်山田さんや銀行員ရဲ့ E ဆန်ရဲ့ပြီးထားတယ်山田さんは銀行員です E ဆန်も銀行員ですか山田さんကဘဏ်ဝန်ထမ်းဖြစ်ပါတယ် E ဆန်လည်းဘဏ်ဝန်ထမ်းပဲလာတယ် E ဆန်ကဘဏ်ဝန်ထမ်းမဟုတ်သူကခန်းကျူရှာဆိုတော့သူကသူတင်လာပညာရှင်ဆိုတော့ E ရဲ့ E ဆန်は銀行員じゃありません2番ワットさんရဲ့先生ရဲ့ワンさんရဲ့ワットさんは先生ですワンさんも先生ですか2番မှာကワンさんကသူက先生မဟုတ်ဘူး医者ဆိုတော့ E ရဲ့ワンさんは先生じゃありません3番タワポンさんရဲ့学生ရဲ့カリナさんタワポンさんは学生ですカリナさんも学生ですかタワポンさんကကျောင်းသားဖြစ်ပါတယ်カリナさんလည်းကျောင်းသားပဲလာတယ်ဟုတ်တယ်နော်カリナさんလည်းကျောင်းသားပဲタワポンさんလည်းကျောင်းသားဖြစ်တဲ့အတွက်はいカリナさんも学生です4番シュミットさんはドイツ人ですサントスさんもドイツ人ですかပုံထဲမှာကစန်တိုဆူဆန်ကသူကဘရာဇီးလူချင်းဆိုတော့စန်တိုဆူဆန်ကဒိုဂျဂျင်ဂျာအရီမဆန်စန်တိုဆူဆန်ကဂျာမနီလူမျိုးမဟုတ်ပါဘူးနနာပန်ကြည့်အောင်နနာပန်မှာရေရဲ့မီရာကိုပေးထားရဆိုတော့မီရာဆန်ရဲ့ပုံကြည့်အောင်မီရာဆန်ကနန်းဆိုင်ဒက်စကားတဲ့မီရာဆန်ကအသက်ဘယ်လောက်အသက်ပဲနှစ်လေတဲ့ဒီမှာမီရာဆိုင်ရဲ့အသက်ကိုဘယ်လောက်ရေးထားလဲဆိုတော့28နှစ်ဆိုတော့28歳です28နှစ်ဖြစ်ပါတယ်1番山田さんပြီးထားတဲ့အတွက်山田さんကြည့်အောင်山田さんは何歳ですかဆိုတော့山田さんဘယ်နှစ်လဲ38နှစ်ဆိုတော့38歳です38နှစ်ဖြစ်ပါတယ်ဒီနေရာမှာ山田さんはဆိုပြီးခံရေးလဲရတယ်ခံပြီးလဲရတယ်2番ကြည့်အောင်2番မှာကワットさんは何歳ですかワットさんကဘယ်နှစ်လဲ45နှစ်ဆိုတော့45歳です3番タワポンさんタワポンさんは何歳ですかタワポンさんကအသက်ဘယ်လောက်လဲအသက်ဘယ်နှစ်လဲဆိုတော့သူက19နှစ်ဆိုတော့19歳です
4番趣味とさんは何歳ですか趣味とさんが52ဆိုတော့52歳ですဆိုတော့ N5 lesson 1ရဲ့ recipe ကပြီးသွားပါပြီမရှင်းတာရှိလို့ရှိရင် comment မှာမေးခဲ့ပေးပါ最後までありがとうございましたနောက်ထပ် lesson မှာပြန်ကြည့်ကြရအောင်じゃあね